3,500နဲ့ 6,500ပါတခြားလေးနီးကပ်ပြပေးမယ်ဒီနားတော့ပြည့်စရာအကြောင်းမရှိတော့ကတ်ခွာကောင်းတယ်ကတ်ခွာတော်တော်ခွာယူရတယ်အားသာချက်ကတော့ပတင်အရန်ကောင်းတယ် grip လဲကောင်းတယ် grip ကောင်းတယ်အတွင်းလက်ခွင်6တယ်တော်တော်လက်ကြီးရဲ့လူတွေပါအဆင်ပြေမဲ့လက်ပုံစံဖြစ်တယ်ပြီးတော့ပတင်ကမာပါတယ်ပတင်ကမာလေးနဲ့ထူထူလေးဖြစ်တဲ့အတွက်ကိုသိိထိုးတာပတ်ထိုးတာရောအတွက်ကိုဒီလက်စစ်တွေမနာအောင်ကာကွယ်ပေးပါလိမ့်မယ်ပါကြီးရဲ့လူတွေအတွက်ကိုပို့အဆင်ပြေပါတယ်ဒီဇိုင်းလေးလည်းလက်နဲ့ဗျတသိန်းငယ်ဝန်းကျင်ထဲမှာအကောင်းဆုံးကျွန်တော် recommend ပေးရဲ့လက်ဝဲအိတ်ပဲဖြစ်ပါတယ်ပေးရစင်းနဲ့တံမဲ့ပုံစံလေးဖြစ်ပါတယ်เนาะဒီကောင်လေးကဒီရောင်လေးအပြာရောင်လေးရှိမယ်ဒီရောင်လေးရှိပါမယ်เนาะ